လာပါအင်္ဂလိပ်ပါ ဒီပါ အဲ့တော့အင်္ဂလိပ်တို့ကဒီနေ့မှာ PG18 မွေးဆိုတော့အဲ့ကြောင့်လည်းထွက်နေပါတယ်အမှတ်တရအနေနဲ့ရိုက်မှာဖြစ်ပါတယ်တကြည့်ပါပါ ပွဲကျင်းပတဲ့နေရာလေးကတော့ Takeda Fortune Plaza မှာပဲဖြစ်ပါတယ်ဒါကမြင်ရတဲ့အဝင်ဝါကပုံစံလေးပါအဲဒီမှာတော့ photo booth ရဲ့ပြီးရင်ပစ္စည်းရတဲ့နေရာရဲ့ ARP ကောင်းတာရှိပါတယ်indoor ကျင်းပတာဆိုတော့အထဲဝင်သွားတာနဲ့ main sponsor တွေရဲ့ photo booth တွေ game activity နဲ့ adventure ဆိုင်ကယ်လေးတွေကိုတွေ့ရမှာဖြစ်ပါတယ်။မုတ်ဆိုင်တွေတွေ့ရတယ်ပိုက်စားရေးဆိုစပြီးပူစားပါတယ်။ Let's eat something ယူထားတာ VIP ဆိုပေမဲ့ကြီးလောက်ကြည့်ရတာအားမရလို့တနေ့လုံးကအပေါ်တက်လိုက်အောင်ဆင်းလိုက်နေတော့တော်တော်လေးဇလန်းကြီးကိုရှုပ်ခဲ့ပါတယ်။ You said you were always fight for me, but don't do that way go left left.ပွဲတဲ့ရောက်မှာကိုယ့်ရဲ့မောင်လေးမော်ရစီတူထက်နဲ့လဲဆုံးဖြတ်လိုက်ပါသေးတယ်။ရွှေသားတဲ့ကိုဖြစ်ရှင်သူထိကိုလည်းဝေဝေရဲ့ outside big stuff to the buildingတချင်းတန်ကြရင်ထိမ့်မြတော့ကျမပါလွန်ခဲ့တဲ့9နှစ်ဝင်ချိန်ပြိုင်ပွဲတစ်ခုကနေစပြီးတော့ခင်လာခဲ့ကိုယ့်ရဲ့ချစ်စရာညီမလေးစုလေးຫນွေပါစီတူထက်လဲပါပါတယ်ဒီပြိုင်ပွဲမှာကိုရမချင်းထားပဲလာဆုံးတဲ့အမှတ်တရလေးပါပွဲကတော့3ခွဲတည်းကစပါသူတို့ကြော်ချထားတဲ့ set stylist လေးပြီးသွားတဲ့အခါမှာ group sound နဲ့နှုတ်ဆက်နေကြတာပါဒီ
vlog လေးကတော့ကိုညီမလေးကိုချိန်ပေးခဲ့တဲ့အမှတ်တရ vlog လေးပါအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ် see you next vlog